ဖွဲ့များသတင်းမီဒီယာများနဲ့တွေ့ဆုံပြီးသတင်းမီဒီယာများရဲ့မေးမြန်းချက်များကိုပြန်လည်ဖြေကြားကြပါမယ်ကျွန်တော်ဒီနေ့ဒီဆောင်နေတဲ့အတွက်အားစိတ်ကျွန်တော်တို့လက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်ဒီကနေ့ဆေးလက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်ပြီးလို့ရှိရင်ဒုတိယအဆင့်ဖြစ်တဲ့ဘိုးအဖွဲ့တွေနဲ့ဆက်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်ပဲဆက်ပြီးလုပ်တော့ပါအဲ့တော့အဓိကကတော့ကျွန်တော်ဒီနေ့လို့ဆောင်ပြအားလုံးပါကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ဒီတူလူတန်း60ရဲ့အောင်မြင်မှုပဲဖြစ်အားလုံးကလည်းဒီတန်း60ဟာဒီအောင်မြင်မှုကိုစောင့်ပြီးတော့ကြည့်နေတာဒီတွင်းကကျွန်တော်တို့ပေါ်မှာကျူစောင့်ကြည့်နေတယ်လို့နိုင်ငံတကာကလည်းစောင့်ကြည့်နိုင်ငံတော်ဆိုဟာဒီပြဿနာကိုဘာလို့မဖြေရှင်းနိုင်ရမှာလဲဘာလို့မဖြေရှင်းနိုင်ရမှာလဲအဲ့လိုပဲသူကစောင့်ကြည့်နေတာအဲ့တော့ကျွန်တော်တို့ခုဒီမှာပါဝင်တဲ့အဖွဲ့တွေအားလုံးဟာနိုင်ငံတော်သမ္မတကြီးတာဝန်ပေးပြီးမှမဖြစ်ပြအောင်ဆောင်ရမယ်ဆိုတော့ကျွန်တော်တို့တာဝန်ပေးတဲ့အဖွဲ့ဖြစ်ပါတယ်ဒီအဖွဲ့တွေကလည်းအားလုံးဆက်ဘောတူနေတယ်ဆောင်မဲ့တကယ်ချစ်ရမယ်ဒီတိုင်းလာတယ်ဒီမှာဆက်ပြီးတော့ပါတယ်ဆောက်လို့ဆက်တာတော့ဒီမှာဒီကဆက်နေတယ်ဆောက်လို့ချစ်ရမယ်တော့ဘိုင်းမှာတိတ်ဆောက်ရဲ့အားလုံးကပြီးတော့ဘာလို့လဲဆိုတော့ယုံကြည်တဲ့အတွက်ကျွန်တော်တို့နဲ့မိုက်တယ်မှာတတ်တယ်ဆက်ဆက်တော့မယ်လို့ပဲဒီအများကြီးကြောက်တယ်ဒါလည်းကျွန်တော်ယုံကြည်မှုနဲ့ပဲဆက်ပြီးလုပ်သွားပါမယ်အဲ့တော့ကျွန်တော်တို့ဒီအဖြစ်ကဆက်မှာရမှာမဟုတ်ပါဘူးရင်းညံ့ရေးဆိုတာကိုရအောင်ကျွန်တော်တို့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ခင်ဗျားတို့ပြည်သူလူထုကိုလည်းခင်ဗျားတို့ကသတင်းထုတ်ပြန်မှာဖြစ်တယ်ပြည်သူလူထုလည်းကျွန်တော်ခတိပေးတယ်ဒီမှာတိုင်းရင်းသားအဖွဲ့ခေါင်းဆောင်အားလုံးလည်းဂတိပေးပါတယ်ကျွန်တော်ထာဝရငြိမ်းချမ်းရေးရအောင်ဆောင်ရွက်သွားပါမယ်ဒီကရင်တိုင်းရင်းသားတွေနဲ့လို့တလို့မြန်မာပြည်မှာရှိတဲ့တခြားတိုင်းရင်းသားတွေပါမချန့်အားလုံးထာဝရငြိမ်းချမ်းရေးရအောင်ကျွန်တော်ဆက်လက်ဆောင်ရွက်သွားမှာပဲဆိုတာလေးကိုဒီမှာခင်ဗျားတို့တင်ပြပါတယ်အားလုံးကိုလေးစားပါတယ်ကျွန်တော်တို့ဒီနေ့လက်မရေးထိုးနိုင်တဲ့အဆင့်ကတော့ဝန်ကြီးအောင်မင်းပြောခဲ့တယ်လို့ပါပဲယုံကြည်မှုကအခြေခံကြပါတယ်ကျွန်တော်တို့ဒီကရင်အမျိုးသားအစည်းအရုံးအနေနဲ့18ရက်နေ့ဩဂုတ်လမှာနိုင်ငံတော်ကနေတော့ကြီးညာလိုက်တဲ့ကြီးညာချက်ကိုကျွန်တော်တို့ရရှိခြင်းပဲကျွန်တော်တို့အဲမှာကျွန်တော်တို့ဆွေးနွေးတိုင်ပင်မှုပြုပါတယ်ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာကိုလည်းတပါးတည်းဆွေးနွေးကြပါတယ်အရင်တုန်းကဆိုကြလို့ရှိရင်ဒီလိုထုတ်ပြန်ခြင်းရခြင်းမျိုးကိုထုတ်ပြန်ပြီးတော့တုံ့ပြန်မှုကိုပဲစောင့်ကြည့်ကြတဲ့အစဉ်လာရှိခဲ့တယ်ဒါပေမဲ့ဩဂုတ်လထုတ်ပြီးတော့မကြာခင်မှာပဲစက်တင်ဘာလအတွင်းမှာတရားဝင်ဖွဲ့စည်းပေးလိုက်တဲ့ငြိမ်းချမ်းရေးကြိုးတော်ဆောင်ဖွဲ့တို့တရားဝင်တာဝန်ပေးလိုက်တဲ့အကျိုးတော်ဆောင်တွေကနေပြီးတော့ကျွန်တော်တို့နဲ့ဆက်သွယ်မှုတွေပြုပါတယ်ဆိုတော့ဒီလှုပ်ရှားမှုကသမန်ကရှန်ကနဲ့ထုတ်ပြန်ခြင်းရည်လေးတစ်ခုပေါ်မှာအခြေခံတာမဟုတ်ပါဘူးစိတ်ရင်းစေနာပါတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့သိရှိရပါတယ်အဲ့ဒီအပေါ်မှာကျွန်တော်တို့ဆွေးနွေးမှုလေးတွေဒီလိုအလွတ်သဘောဆွေးနွေးမှုလေးတွေဆွေးနွေးတဲ့အချိန်မှာလည်းတစ်ကြိမ်တွေ့တယ်နောက်တစ်ကြိမ်ထပ်တွေ့တဲ့အခါပိုပွင့်လင်းလာတယ်တတိယတစ်ကြိမ်တွေ့တဲ့အခါကျတော့ယုံကြည်မှုတည်ဆောက်နိုင်တဲ့အဆင့်အထိကိုကျွန်တော်တို့တွေ့ရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဘက်ကလည်းဒီဒုတိယကြိမ်ကျွန်တော်တို့ဝန်ကြီးအောင်မင်းနဲ့မတွေ့ခင်ကျွန်တော်တို့ဒီနိုဝင်ဘာလ10ရက်နဲ့17ရက်နေ့ထိကျွန်တော်ရဲ့ဗဟိုကော်မတီမှာ KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဆိုပြီးတော့ကျွန်တော်ဖွဲ့စည်းခဲ့ပါတယ်အခုဒီငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့9ဦးထဲမှာကျွန်တော်9ဦးဒီအခုလာတဲ့အဖွဲ့ထဲမှာပါဝင်ပါတယ်ဆိုတော့ဒီဟာကလည်းကျွန်တော်တို့ရဲ့တစ်ဖက်ကကဟန်ရတဲ့ပုံမှာကျွန်တော်တို့ရဲ့လှုပ်ဆောင်တုံ့ပြန်မှုပါပဲအခုလက်မှတ်ရေးထိုးပြီးပါပြီလက်မှတ်ရေးထိုးပြီးလို့
တာဝန်တွေပြီးပြီလားဆိုတော့အခုမှစတာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့လှုပ်ရှားတွေကအများကြီးရှိတယ်ကျွန်တော်တို့အနေနဲ့လက်မှတ်ရေးထိုးပြီးတာနဲ့အလုပ်ပြီးပြီလို့တော့ကျွန်တော်တို့ဘက်ကလည်းမသတ်မှတ်သလိုနိုင်ငံတော်ဘက်ကလည်းဒီလိုမသတ်မှတ်ဘူးလှုပ်တဲ့ဟာတွေလှုပ်ရမယ့်ဟာတွေဒါတွေကိုကျွန်တော်တို့ဒီဇိုင်းမမတ်နဲ့လှုပ်ဆောင်သွားမှာဖြစ်ပါတယ်ကျွန်တော်သတင်းမီဒီယာတွေတော်တော်မေးပါတယ်ဒီမှာဆက်တဲ့ပြောချင်တာကခင်ဗျားတို့အခုသွားတာလက်မှတ်ထိုးမလားဒီမေးခွန်းကိုကျွန်တော်ရင်ဆိုင်ရပါတယ်တော့ကျွန်တော်ကတော့ပြောပါတယ်အခုသွားတာလက်မှတ်ထိုးခြင်းမထိုးခြင်းကတူးနဲ့တူးဘယ်လောက်ထိကျွန်တော်တို့တောင်းဆိုတင်ပြချက်တွေအပေါ်မှာသဘောတူနိုင်မလဲဆိုတာအခြေခံပါတယ်လို့ကျွန်တော်ပြောခဲ့ပါတယ်ဒီဟာကမြည်သည့်သတင်းဌာနဆိုကျွန်တော်တို့ပဲပြောခဲ့ပါတယ်ဆိုတော့ဒီဟာလေးကလည်းဘယ်လိုဖြစ်လဲဆိုတော့ပြန်လည်စဉ်းစားမယ့်အချက်တွေရှိခဲ့လို့ရှိရင်လည်းတစ်ဖက်ကတက်တောင့်တက်တာဖြစ်အောင်ယူရချက်ကလည်းဘာပဲပြောပြောအောင်မြင်စေခြင်းနဲ့ယူရချက်ပါတယ်ဆိုတာကိုလည်းတစ်ဆက်တည်းကျွန်တော်တို့သတင်းစကားကိုပါခြင်းဖြစ်ပါတယ်အဲ့တော့လာတဲ့ထဲမှာလည်းအားလုံးကလည်းဝမ်းသာတယ်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်တို့အဖွဲ့တွေကနိုင်ငံတော်အဖွဲ့ကလည်းယုံကြည်တယ်လို့ကျွန်တော်တို့ပြည်တွင်းရောပြည်ပကရောရှိတဲ့လူပုဂ္ဂိုလ်အားလုံးကတော့ကျွန်တော်ထင်တယ်ဒီငြိမ်းချမ်းရေးကိုအားလုံးလိုချင်ပါပဲကျွန်တော်လာမခီးအတူသွားတော့ကျွန်တော်ပြောကြတယ်မိမိယုံကြည်တဲ့ဘာသာအရောက်ပေါ့ခရစ်ယာန်ဆိုလဲခရစ်ယာန်အရောက်ဗုဒ္ဓဘာသာဆိုလဲဗုဒ္ဓဘာသာအရောက်ကျွန်တော်တို့ရဲ့ခီးစဉ်နဲ့ပတ်သက်ပြီးတော့အများကြီးဆူတောင်းပေးတာရှိပါတယ်ဆိုတော့ဒီလိုဟာတွေကလည်းကျွန်တော်တို့အတွက်တအားပါပဲလွန်ခဲ့တဲ့62နှစ်ကျော်ကျွန်တော်တို့အနေနဲ့သဘောတူညီချက်တွေမရယူနိုင်ခဲ့ပေမဲ့ကျွန်တော်တို့ကနေ့ယုံကြည်တာကတော့ဒီထာဝရငြိမ်းချမ်းရေးကိုတွားကြမယ်ဆိုကြလို့ရှိရင်ဒီအဆင့်ကပထမဆုံးသောအဆင့်ဖြစ်တယ်ဒီအဆင့်ကနေပြီးတော့ကျွန်တော်တို့နောက်တစ်ဆင့်နောက်ဆုံးဒီထာဝရငြိမ်းချမ်းရေးအဆင့်ကိုရောက်အောင်သွားမယ်လို့ပဲကျွန်တော်တို့ဒီလိုခိုင်မာယုံကြည်တဲ့အကြောင်းကနေ့ဒီပွဲကြီးဖြစ်တယ်လို့ပဲကျွန်တော်ညီကုန်းအနေနဲ့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်